ရှင်ဒါမှမဟုတ် skin and aesthetic clinic ရဲ့ next level beauty solution တတိယ band talk show season မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီ season လေးကတော့21ရာစုမှာလူတွေကြုံတွေ့နေရတဲ့အရေးပြားနဲ့အလှပရေးရာကျန်းမာရေးဘူးဒရာတွေနဲ့ဒီနေ့ခေတ်မှာ trend ဖြစ်နေတဲ့ဘူးဒရာရစရာအကြောင်းအရာလေးတွေကိုကျွမ်းကျင်နေဆရာဝန်တွေနဲ့အသေးစိတ်ဆွေးနွေးပေးသွားမယ့် season လေးပဲဖြစ်ပါတယ်ရှင်ဆွေးနွေးပေးသွားမယ့်သူတွေကတော့ဒါမှ Skin and Aesthetic Clinic ရဲ့ founder ကျမမလဲလဲထွန်းနဲ့မိဘလေးတွေမေးမြန်းပေးမယ့်သူကတော့ရုပ်ရှင်နဲ့ဗီဒီယိုပြုဆောင်ကိုစီယာမှဖြစ်ပြီးတော့မိဘလေးတွေကိုဖြည့်ချပေးမယ့်သူကတော့ဒါမှ Skin and Aesthetic Clinic ရဲ့ Consultant Aesthetic Doctor ဆရာဒေါက်တာတိုးထွက်ဝင်းကနေပြီးတော့ special guest အနေနဲ့ဖြည့်ချပေးသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ကဲ့ပါဆရာဒီနေ့ပတ်သက်ပြီးတော့ဒါဆရာနဲ့ဆက်တွေ့ရပြီဆိုတော့သပင်အကြောင်းလေးတွေမေးပါဘောနော်ဒီကသပင်ဒီအခုဆိုရင်ဒါတော်များများဆိုရင်ဒါလူလက်ပိုင်းရောက်နေသပင်တွေကျွတ်ကြလာတော့ပါးကြတော့ရှိတယ်အဲ့ဒါကြောင့်ဘယ်လိုကြောက်ဖြစ်တယ်လဲဆရာဟုတ်သပင်ကျွတ်တဲ့အကြောင်းအရာတော့ကိုအများကြီးတော့ရှိတာပေါ့နော်ကိုအဲ့ထဲမှာမှကျွန်တော်တို့အတွေ့အများဆုံးနောက်အဖြစ်အများဆုံးကကြတော့အဓိကgenetics ကျွန်တော်တို့မျိုးရိုးဗီဇကြောင့်ပေါ့နော်မျိုးဗီဇဆိုတော့ဘယ်လိုမှတော့အပြုပြင်ပြောင်းလဲလို့လည်းရတာမဟုတ်ဘူးနော်အကုန်လုံးသိပြီးသားအတိုင်းပဲကျွန်တော်တို့အဓိကအဖေအမေတွေပိုးဖွားတွေဒီသမင်ကျွတ်တဲ့ပြဿနာမျိုးရှိရဲဆိုလို့ရှိရင်တို့ဒီသားသမီးတွေကိုဟိုလက်ဆင့်ကိုင်းနိုင်ဖို့အလားအလာပို့ပြီးများတယ်နော်နောက်တစ်ခုကကြတော့ဒီအသက်အရွယ်ကြီးလာလို့ပေါ့နော်လူတိုင်းကတော့ပုံမှန်အဖြစ်တစ်နေ့ကိုသပင်ချောင်း90ရာနေ100ကြားအထိကတော့အကုန်လုံးတော့ပုံမှန်ကျွတ်တာမျိုးလို့ရှိရဲတစ်နေ့ကိုနော်တစ်နေ့ကိုဟုတ်ဒါပေမဲ့အဲ့တစ်ချိန်တည်းမှာပဲတို့ဒီဟဲအစ်စ်ကလေးပေါ့နော်သပင်အစ်စ်ကလေးကလည်းပြန်ပြီးထွက်လာတာဖြစ်တဲ့အတွက်အဲ့ဒါကျွတ်တာအရင်မသိတာဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ထက်ပိုပြီးတော့ကျွတ်တာများလာပြီဆိုလို့ရှိရင်တော့ဒါသပင်ကျွတ်တဲ့ပြဿနာကြီးလို့သတ်မှတ်တာပေါ့ကျွန်တော်ကသတိမထားမိသပင်ဆရာပြောမှအခုဒီအချောင်း90တရားဆိုခေါင်းလျှော်ရင်းနဲ့ပဲဖြစ်ပါဖြစ်ပါသွားတခါကျကျွန်တော်သပင်ဟိုတပတ်နဲ့တုတ်လိုက်သပင်လေးပါလာလို့ပါအဲ့ဒါသူကဟိုကျွန်တော်တခါကျစိုက်ကိုဖြစ်တာငါဘာလို့သပင်ကျွတ်နေပြီလားဒါသူကတဘာဝပေါ့နော်ဘာဝပေါ့ဒါပေမဲ့ခုနပြောလို့ပဲပြန်ထွက်နေရလေးလည်းရှိတော့အဲ့ဒါကြောင့်ရန်တိတိတာဟိုပမာဏရေဆုံးရှုံးသွားတာရောမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဆိုတော့ဒီအသက်အရွယ်ရလာတယ်ဆိုတာလည်းဒီသပင်ကျွတ်ခြင်းဒီအကြောင်းအရာတစ်ခုတော့ဖြစ်လာပေါ့ဒါတော့လူတိုင်းလည်းသိပြီးသားပေါ့နောက်တစ်ခုကကျွန်တော်တို့ hormone level တစ်ခုကြောင့်ပေါ့နော်သူကကြတော့အဓိကတော့ဒီ dihydrotestosterone လို့ခေါ်တဲ့ hormone လေးပေါ့ဒီ hormone level မြင့်လာလို့ရှိရင်သူကကြတော့ဒီမွေးညင်းလေးတွေမှာရှိတဲ့ hormone ဆိုတော့အဓိကသူကဒီ hormone level များလာလေဒီမွေးညင်းလေးသူကကျုံသွားစေအာနိသင်ရှိတော့တဖြည်းဖြည်းနဲ့ဒီ hormone များလာနေအများသပင်ဆုံးရှုံးဖို့လည်းပို့ပြီးတော့ chance များလာတာပေါ့နော်ဟုတ်နောက်တစ်ခုကတော့အကုန်လုံးသိပြီးသားတိုင်းဒီ stress ပေါ့ stress ကိုမှာတော့ဒီကျွန်တော်သိပြီးစုများလေဒါလူတိုင်းသိပြီးသားသူတို့သပင်တွေဖြူလာတယ်ကျွတ်လာတယ်အဲ့လို stress များတယ်နော်အဲ့တော့ခုနကကျွန်တော်ငယ်တုန်းကတော့ဒါမှန်တော့မသိဘူးကျွန်တော်ငယ်တုန်းကတော့သူများပြတော့ဟာအုတ်ထုတ်ရမ်းမဆောင်နဲ့အုတ်ထုတ်ဆောင်ရင်သပင်ပါမယ်လို့ပါအဲ့ဒါမှန်တယ်မမှန်ဘူးထင်လားအဲ့လိုပုတ်တိုက်ကအရမ်းများလာလို့ရှိရင်ပါတက်တာမျိုးတော့ဟုတ်ပြီမဲ့အုတ်ထုတ်ပြန်ဆောင်လို့ပါတယ်ဆိုတာမျိုးမရှိဘူးပေါ့နော်ဩဟုတ်လားသူအုတ်ထုတ်ဆောင်ရင်သူအပူမထွက်တာလို့ဟိုတယောက်ပြောကြတာပေါ့လေဟိုဟာမင်းအုတ်ထုတ်မဆောင်နဲ့အုတ်ထုတ်ဆောင်ရင်အပူမထွက်ဘူးသပင်ကျွတ်နိုင်တယ်ပါညာအဲ့ဒါတော့ဒါသူတို့ကဟိုအရက်တဲ့ပါပြောကြတာလိုမျိုးဖြစ်နေတာပေါ့ဟုတ်ကဲ့အဲ့ဘယ်သူတွေမှာပိုဖြစ်များတယ်အဲ့သပင်ကျွတ်ပြောခုနဆရာပြောသလိုသူမျိုးရိုးကြောက်ပိုဖြစ်တာများတာပေါ့ဟုတ်မျိုးရိုးကြောင်းတော့အဓိကဖြစ်တာပေါ့နော်အများဆုံးပဲပေါ့ဒါကကြောင့်ဒီအလုံးမှာမျိုးရိုးကြောင်းကဒီအများဆုံးနဲ့အဖြစ်အများဆုံးအကြောင်းရင်းဖြစ်တာပေါ့နော်တခြားတော့ခုနပြောတဲ့ဒီဟိုတခြားဖြစ်နိုင်တဲ့အကြောင်းရင်းနည်းနည်းလေးတော့ရှိသေးတာပေါ့နော်ကိုအဲ့မှာမှခုနယောက်ျားနဲ့မိန်းမနဲ့ပေါ့နော်မျိုးသားမျိုးသမီးတွေလိုမျိုးခွဲကြည့်မယ်ဆိုလို့ရှိရင်တော့မျိုးသားတွေမှာဆိုလို့ရှိရင်တော့သပင်ကျွတ်တာပို့ပြီးတော့များတယ်နော်ဘာလို့လဲဆိုတော့ခုနကျွန်တော်ပြောတဲ့ဒီအကြောင်းတစ်ခုပေါ့နော် stress ရှိတာရှိမယ် stress ကတော့ကိုယောက်ျားမိန်းမတော့မကွဲဘူးပေါ့အကုန်လုံးမရှိပေါ့နော်အဲ့ hormone ပေါ့ကို hormone ကကြာခုနပြောတဲ့ဒီဝိညာဉ်တွေမှာရှိတဲ့ hormone ပေါ့နော်ဒီဝိညာဉ်ကျုံသွားစေတဲ့ hormone မျိုးဒီ dihydrotestosterone လို့ခေါ်တဲ့ hormone ကကြာတော့ဒီအမျိုးသား hormone ချက်လုပ်တဲ့နေရာမှာ तू ကဒီစင်ပွား hormone တွေနဲ့ထွက်လာတယ်ပေါ့နော်ဆိုတော့အမျိုးသား hormone level များလေဒီသပင်ကျွတ်စေတဲ့ဒီ hormone level ပိုမြင့်လာလေအဲ့လိုမျိုးဖြစ်မှာပေါ့နော်ဆိုတော့အမျိုးသားတွေဆိုလို့ရှိရင်အမျိုးသမီးတွေထပ်ပို့ပြီးတော့သပင်ကျွတ်တာပိုများအဲ့လိုမျိုးထိထောင်တာတို့အဲ့လို chance ကိုများတာပေါ့နော်အဲ့ဒါဆိုရင်ဒါလေးကြီးကဘယ်လိုကုသနိုင်လဲဆရာကုသနေရတော့အမျိုးမျိုးပေါ့နော်အရင်တော့ဆိုကျွန်တော်တို့မြန်မာနီးမြန်မာဟန်ဆိုလို့ရှိရင်တော့တယောက်ကမိုးနဲ့ခေါင်းလျှော်တာတွေပါလို့ရှိဩဟုတ်တယ်တယောက်ကမိုးခေါင်းလျှော်တာအခုအဲ့ဒါတော့ရတကယ်ဟိုဖြစ်ပြန်ဖြစ်တာတချို့ကြောင့်တန်လွင်စီပါလေဟုတ်တယ်အဲ့ဒါတော့တန်လွင်စီလိမ့်သပင်ပြန်ပေါက်တယ်တို့ဘာလို့ညာလို့ပြောကြတာပေါ့ဗျာဒါတော့သူဥယျာဉ်ပြအခြေတင်တဲ့တော့ဆိုင်မှာပဲကိုဒါတော့ဟိုတော်တော်များများတော့မြန်မာနီးမြန်မာဟန်အရင်တော့သုံးတယ်တယောက်ကမိုးလျှော်တာတို့တန်လွင်စီလိမ့်တာတို့အုံးစီလိမ့်တာတို့ဟုတ်အခုနောက်ပိုင်းကျတော့ treatment တော်တော်များများပေါ့နော်ဘယ်လို treatment တွေရှိလဲဆရာအဲ့လိုမျိုးဟုတ်ဒီ aesthetic treatment နဲ့ကျွန်တော်တို့သပင်ပြန်ပေါက်အောင်လုပ်လို့ရတာမျိုးလည်းအများကြီးရှိတာဟုတ်အဲ့ဒီထဲမှာဆိုလို့ရှိရင်တော့အဓိကဒီလူတိုင်းသိပြီးသားသပင်ပြန်ပေါက်စေတဲ့ PEG ကူထုံပြီးပေါ့နော်အဲ့ဒါတွေနောက်ပြီးတော့hair DNA treatment ဆိုတဲ့ဒီ DNA ဆေးရည်လေးပေါ့နော်အဲ့ဒါလေးကိုဒီသပင်ဥယျာဉ်ပြရဲ့လိုအပ်တဲ့နေရာလေးထိုးသွင်းပေးရကူထုံပြီးပေါ့နော်အဲ့ဒါလေးပြောင်းနောက် hair LED လို့ခေါ်တဲ့နောက် laser LED ပေါ့နော် laser LED နဲ့ပေါင်းဆက်ပြီးတော့ဒီစံသားရဲ့အမှုညိတ်လေးကိုပြန်ပြီးတော့နှိုးဆွပေးရကူထုံမျိုးတွေနောက်ပြီးတော့အဲ့ပြင်ကိုယ့်ကိုအိမ်မှာဆိုပဲအိမ်တွင်းလေးလေးနေနဲ့တောင်ဆေးတို့ဖြန်းဆေးတို့လင်းဆေးတို့အဲ့လိုရှိတယ်နော်ရှိတာပေါ့နော်အဲ့ဒါလေးတွေစဉ်းပြပါအောင်ဒီ hair ဒါခုနပြောတဲ့PRP
hair BRB တို့နောက်ဟို hair DNA တို့နောက် laser treatment တခုချင်းရှင်းပြပြီပေါ့ဆရာhair BRB ကြတော့သူအကုန်လုံးလဲဒါရင်းနှီးပြီးသားပေါ့နော်ကျတော့သွေးကြည် treatment ဆိုတာကျွန်တော်များသောအားဖြင့်မျက်နှာမှာလုပ်တာမျိုးရှိရယ်ဟုတ်တယ်မျက်နှာမှာသွေးစုပ်ပြီးတော့မျက်နှာကိုသွေးကိုသူဆက်လေးနဲ့လှည့်တယ်ပြီးတော့အရည်ကြီးလေးကိုမျက်နှာကိုထိုးထည့်တယ်ဟုတ်တယ်အဲ့တော့ဒါဒီသပင်ကြတော့ဒီတိုင်းပဲသပင်ကြတော့လည်းအဲ့တိုင်းပဲပေါ့နော်သူကသွေးကြည်ဆိုတာကြတော့အဓိကတော့ကျွန်တော်တို့ကိုယ်သွေးရပဲကိုပြန်ယူတာပေါ့နော်ကိုယ့်ရဲ့ဒီလက်မောင်းသွေးကနေထုတ်ယူပြီးတော့သွေးကြည်တန့်စင်စက်ထဲမှာထည့်ပြီးတော့နောက်ရလာတဲ့သွေးကြည်လေးကိုသူကစန်သားရဲ့လွယ်တဲ့နေရာလေးတွေကိုထိုးထည့်ပေးတာပေါ့နော်ပါတဲ့နေရာကျဲတဲ့နေရာလေးပေါ့အဲ့လိုလှုပ်ရှင်းအဖြစ်ဒီသွေးထဲမှာကျတော့ကျွန်တော်တို့ဆဲပွားနှုံမြန်စီရဲ့ပစ္စည်းလေးတွေပါတယ်ပေါ့နော်အဲ့ပစ္စည်းလေးတွေကြောင့်ဒီငွေညိတ်လေးကပြန်ပြီးအလုပ်လုပ်တာလေသူပြန်ပြီးတန်ဆွမ်းလာတယ်အဲ့တော့သပင်နည်းနည်းဟုတ်သပင်အောက်ပုံမြန်ဒီသွေးကြည်ကူထုံးကရောဒီသပင်ပါတဲ့သူတွေသူအသုံးဝင်တယ်ပေါ့နော်သပင်ပါတဲ့သူကျဲတွေအကုန်လုံးအသုံးဝင်တာပေါ့အဲ့လိုမျိုးတချို့ထိတ်ပြောင်တဲ့သူတွေမျိုးပေါ့အဲ့ဒါကိုသွေးကိုပြန်ထုတ်ပြီးပြန်လုပ်ပေါ့အဲ့တော့ဒီ DNA ကြတော့ဘယ်လိုhair DNA ကြတော့သူကဒီသွေးတော့မလို့ပေါ့နော်သူကကျတော့အပြင်ပကနေပြီးတော့လူလုံထားတဲ့ဆေးရည်လေးပေါ့သူကကျတော့ဒီစံသားမွေးညိတ်လေးရဲ့ဒီလုပ်ငန်းဆောင်တော့အားဖြည့်ပေးတဲ့သဘောပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလည်းဒီသွေးကြည်ထိုးသွင်းတဲ့လိုမျိုးပဲဒီသမီးရဲ့လိုအပ်တဲ့နေရာလေးပဲထိုးသွင်းရတာဆိုတော့တကယ်လို့များသွေးကြည်နဲ့ပေါင်းဆက်ပြီးတော့ကုသရဲဆိုလို့ရှိရင်တော့သူကအာနိသင်အရန်ပို့ပြီးတော့မြန်သွားတယ်ပို့လည်းထိရောက်သွားမှာ။နှစ်ခုလုံးပေါင်းလို့ရင်တော့ဟိုဖြစ်တယ်ပေါ့။နောက်တစ်ခုကလေဆာကြတော့ဘယ်လိုမျိုးလဲ။လေဆာကြတော့ကျွန်တော်တို့ဟိုလေဆာ LED လို့ခေါ်တာပေါ့နော်။တချို့နေရာတွေမှာသုံးတာကြတော့ LED တီးတန့်ပဲပါတာမျိုးရှိတယ်။ကျွန်တော်တို့ဒီစိတ်ကမ်းမှာဆိုလို့ရှိရင်တော့လေဆာနဲ့ LED နှစ်ခုပေါင်းဆက်ပြီးကုသတဲ့ကုထုံမျိုးပေါ့နော်။သူကကြတော့ပြောရရင်ခေါင်းကိုဆက်ကလေးစောင်းထားတဲ့သဘောပေါ့ပြောရရင် cycle အုပ်ထုပ်လေးလိုမျိုးပဲ။cycle အုပ်ထုပ်လေးရဲ့ပတ်လေးမှာဆိုလို့ရှိရင်ဒီလေဆာနဲ့ LED မီလုံးလေးရှိမယ်ပေါ့။အဲ့ဒါလေးစောင်းထားလို့ရှိရင်သူကဒီစံသားပတ်လေးဒီဥယျာဉ်ပြားတွေကိုဒီလေဆာရောင်ခြည်လေးကဖြတ်သွားပြီးတော့ဒီစံသားမွှင်းကြီးအိတ်ကလေးတွေကိုသူကပြန်ပြီးတော့အလုပ်လုပ်အောင်ပြန်ပြီးတန်ဆွမ်းလောင်လုပ်ပြီးပြန်နှုံးဆွပေးတယ်။အဲ့ဒီပြင်ကိုဒီလေဆာရောင်ခြည်ချောင်းပေါ့နော်ဒီစံသားတစ်ဝိုက်ဥယျာဉ်ပြားတစ်ဝိုက်မှာသူကသွေးလက်ဘက်အားပိုကောင်းလာလို့ရှိရင်ရောင်ရမ်းတာတွေကိုလည်းပို့ပြီးတော့တက်တာစေပေါ့နော်။ပြီးတော့သူ့မှာကောင်းတဲ့ချက်ကကြတော့ခုနကျွန်တော်တို့ပြောထားတဲ့ဒီဟော်မုန်းကြောင့်စံသားပါတာမျိုးပေါ့နော်ဒီငွေလေးကျုံတော့တာမျိုးအဲ့ဒါကိုလည်းသူကဒါစီပေးနိုင်တယ်သူကအဲ့ဒီဟော်မုန်း level ပို့ပြီးတော့နည်းဝအောင်လုပ်ပေးရတဲ့အတွက်ပေါ့နော်ဒီစပင်ကျွတ်တဲ့နေရာမှာဆိုလို့ရှိရင်ခုနပြောတဲ့ PRP တို့hair DNA တို့ပေါ့နော်အဲ့ဒါအဲ့ treatment တွေနဲ့တွဲပြီးလုပ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အထောက်အကူဖြစ်တာပေါ့ဟုတ်ကဲ့အဲ့တော့ဒီပေါ့မလဲစပင်ကဒါအခုဆိုရင်ဆရာပြောစပင်ကျွတ်တာတွေပါတယ်အဲ့တော့စပင်ကိုကျွတ်လည်းမကျွတ်မပါလည်းမပါပဲနဲ့ကျွန်တော်တို့ပုံမှန်ပေါ့ဗျာမလဲတို့ပုံမှန်လူတွေရောဒါမျိုး treatment တွေကိုတော့လုပ်လို့ရလားလုပ်ရရင်ဘာအကျိုးကျေးဇူးရှိတယ်ပေါ့တချို့ကကျတော့ဟိုစံသားပုံမှန်ရှိပေမဲ့ပေါ့နော်စံသားကိုထူတယ်ဒါပေမဲ့တချို့စပင်ကျွတ်တာတော့များတယ်သူကကျွတ်ပေမဲ့တိတ်တော့မတိတာဘူးမတိတာဟုတ်တယ်ကျွတ်မှန်းတော့တည်ရခေါင်းလျှော်လိုက်စပင်တွေပါလာအထူးလိုက်ပါလာဟုတ်အဲ့လိုမျိုးပေါ့ဒါပေမဲ့သူကပြောရလောက်အောင်စပင်ကွက်နေတဲ့နေရာမျိုးကျဲနေတယ်အဲ့လိုမရှိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုလူတွေဆိုလို့ရှိရင်လည်းဒီ treatment တွေပြန်ပြီးယူခြင်းအပြင်ဒီစံသားပြန်ပြီးကျန်းမာလာတယ်ပြန်ထူလာပေါ့ထူလာတယ်ဟုတ်ကဲ့ထွက်လာတဲ့စံသားကလည်းပို့ပြီးတော့နှက်တယ်ပို့ပြီးတော့လည်းကျန်းမာတယ်ပေါ့နော်ပိုကောင်းသွားစပင်အစ်ပြန်မွေးတယ်လို့ပြန်မွေးတယ်လို့မျိုးဖြစ်သွားပါဗျာမွေးညိတ်ကလေးပြန်ပြီးအလုံးလုံးလာတယ်သူကနောက်ထွက်လာတဲ့အဲ့လို baby hair လေးလို့ပေါ့နော်အဲ့စံသားကနေပြီးတော့အဲ့ treatment ကိုပုံမှန်ယူလေဒီစံသားတွေကပို့ပြီးတန်ဆွမ်းလာလေပေါ့နော်သူ့ထက်ခါလုံးလေးပိုအားဖြည့်ပြီးအဲ့တော့ဒါကတော့ပြောရမှာဆိုစပင်ကျွတ်မှဘာမှမဟုတ်ဘူးကာမန်စပင်ရှိတဲ့လူတွေလည်းဒီ treatment တွေကိုဒါယူမယ်ဆိုရင်ကိုယ့်စပင်ကိုထိမ့်သိမ့်ရလဲရောက်တယ်ပို့ပြီးတော့လည်းစပင်ရဲ့ဟိုကျမရဲ့တန်ဆွမ်းတယ်ပေါ့အဲ့တော့ဒီ treatment လေးဆရာယူမယ်ဆိုရင်တစ်ခုလုံးမယ်ဆိုရင်ဘယ်လိုချဘယ်လောက်ဥမာဒီတရက်လုံးမယ်ဆိုဘယ်လောက်ချပြီးတစ်ခါထပ်ယူတင်တယ်ပေါ့ treatment treatment မှာတော့ခုန hair LED treatment လေးပေါ့နော်ဒီ laser LED treatment လေးဆိုလို့ရှိရင်တော့သူကဒီနာရာချင်းနာရောင်ရမ်းတာဘာမှမရှိဘဲနဲ့ဟိုပေါ့ဘာ treatment လေးမျိုးဖြစ်တဲ့အတွက်သူကတော့တစ်ပတ်ကိုတစ်ချိန်လုံးမဟုတ်နှစ်ချိန်ပေါ့နော်ကိုလိုအပ်တဲ့လူမျိုးလုပ်လို့ရတယ်ပေါ့တကယ်လို့ hair PRP treatment လိုမျိုးဒီသွေးကြည် treatment ဒီ DNA treatment တွေကကျတော့သူကအကလေးတေးလေးတွေကိုတုံးပြီး treatment လုပ်ပေးတာဖြစ်တဲ့အတွက်ပေါ့နော်သူ့ကိုတစ်ချိန်လုပ်ပြီးသွားလို့ရှိရင်တော့အနည်းဆုံးသူကရောင်ရမ်းတာနာကျင်တာလို့အနည်းငယ်တော့ရှိမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အနည်းဆုံးတော့နှစ်ပတ်လောက်ကတော့ချားအောင်ပေါ့နော်ပြီးလို့ရှိရင်ပုံမှန်တော့တစ်ခါချားတစ်ခါလုပ်သွားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်တချို့ရင်လိုနေတဲ့သူမျိုးရှိရဆိုလို့ရှိရင်အဲ့လိုမျိုးမြန်ပြန်ထွက်နှစ်ပတ်တစ်ခါပေါ့နှစ်ပတ်လောက်ထိတော့အနည်းဆုံးတော့နှစ်ပတ်ချားပေါ့ဟို DNA ကြတော့hair PRP DNA ကအတူတူပဲเนาะဟုတ်ကဲ့ treatment လုပ်တဲ့ပုံစံချင်းကအတူတူပဲဆိုတော့တကယ်လို့ဒီဥယျာဉ်ပြပြန်ပြီးအနာပေးဖို့အတွက်ဆိုလို့ရှိရင်တော့အနည်းဆုံးနှစ်ပတ်ကနေတစ်လားလောက်ထိတော့ချားတာပေါ့အဲ့တော့ဘယ်လိုလူတွေလုပ်တင်တယ်ဒါမှမလုပ်တင်တဲ့လူတွေရောရှိတာဒါမျိုးဒီ treatment တွေကိုဟုတ်ပုံမှန်တော့ခုနပြောလို့စပင်ကျဲတဲ့ပိုင်းတွေတော့အဓိကလုံကြပါလို့မလုံတဲ့တွေအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဓိကသူကအကလေးတေးလေးပါတဲ့အတွက်ဒီနဲ့များတွေးထွက်တဲ့ risk လေးရောရှိမှာပေါ့နော်ဆိုတော့တကယ်လို့သွေးကျဲဆေးတောက်နေရလို့မျိုးကိုပုံမှန်တောက်နေကြဆေးထဲမှာအလိုသွေးနဲ့ဆိုင်နေပေါ့နော်ယောဂတစ်ခုလည်းတောက်နေကြဆေးမျိုးရှိတယ်ဆိုလို့ရှိရင်တော့အနည်းဆုံးဒီ treatment လေးမလုပ်ခင်မှာနှစ်ပတ်လောက်ထိတော့ဆေးကိုနားရမှာပေါ့နော်ဟုတ်ပြီးတော့ဒီအရှေ့ပြားပေါ်မှာဥယျာဉ်ပြားပေါ်မှာပေါ့နော်ကျွန်တော်တို့ဒီ active infection ဥမာ
ကျွန်တော်တို့ပိုးဝင်တာတို့အနာတို့အဲ့လိုမျိုးယောဂတစ်ခုခုရှိရဲဆိုလို့ရှိရင်လည်းဒီ treatment တွေလုံးဝမလုပ်ရသေးဘူးเนาะဥယျာဉ်ပြလုံးဝမဟုတ်ပကတိကျန်းမာတဲ့ဥယျာဉ်ပြမှာဆိုလို့ရှိရင်တော့လုံးလို့အဆင်ပြေဆုံးတယ်ပေါ့เนาะဒါကတော့ဒါဆောင်းရန်ရှောင်းရန်လေးပေါ့အဲ့ဒါလေးလုတ်ပြီးပြီဆိုတော့ဆောင်းရန်ရှောင်းရန်လေးဥပမာဒီ treatment လေးတွေ PRP treatment ယူမယ်နောက် DNA treatment ယူပြီးရင်အဲ့လိုအဲ့လေးနဲ့ထိုးမဆိုအဲ့တော့ဘာလေးတွေရှောင်ရမလဲအဲ့လားလေးတွေသိကြပါလေဟုတ်သူကတော့ခုနပြောလို့ပဲဟိုနှစ်ပတ်လိုမှာတော့ဈေးတောင်းနေချာတွေးကျဲသိပါရှင်တော့ဖြတ်ထားမှာပေါ့နော် treatment လုပ်နေခေါင်းလျှော်တာကြီးပါရောလျှော်လို့ရတာလုတ်ပြီးသွားရင် treatment လုပ်ပြီးချင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမနက်လောက်လုပ်သွားရဆိုလို့ရှိရင်တော့ညဘက်လောက်မှာတော့ခေါင်းလေးစလျှော်ရင်လျှော်လို့ရပြီပေါ့နော်ဟုတ်ချက်ချင်းတော့လျှော်လို့ချက်ချင်းတော့မလျှော်ဘဲနဲ့ခဏလောက်တော့ဟိုကျွန်တော်တို့ဒီပေါ်မှာစံသားပေါ်မှာကျွန်တော်တွေးကြည့်နေနေများရှိမှာဆိုတော့သူတို့ကိုစိတ်ဝင်သွားတဲ့အချိန်လေးခဏတော့ပေးတာပေါ့ဟုတ်ကဲ့ပါညဘက်လောက်ကြာမှာပုံမှန်တိုင်းခေါင်းလေးလျှော်ပြီးလို့ရှိရင်တကယ်လို့များကိုအိမ်မှာ home care လေးအနေနဲ့ဆိုလို့ရှိရင်ဖြန်းစည်းတို့လိမ့်စည်းတို့အဲ့လိုရှိရဲဆိုလို့ရှိရင်လည်းအဲ့ဒါလေးကိုဆက်ပြီးဖြန်းပေးရင်သူက treatment အားနေတင်ပို့ပြီးတော့ကောင်းတာပေါ့နော်အဲ့ဒါကိုကလုတ်ပြီးသွားဒီဖြန်းစည်းလင်းစည်းလေးပေါ့ဒါလေဆာ treatment ကတော့မလို့လုတ်ပြီးလဲလျှော်လို့ရတာပေါ့လေဆာ treatment တော့လုတ်ပြီးလဲလျှော်ရတယ်လေဆာ treatment ကျတော့ပြန်ဟိုစံသားပေါ်မှာလို့တွေးကြည့်တက်နေရမျိုးအဲ့လိုမျိုးတွေရှိမှာမဟုတ်ဘူးပေါ့နော်ဆိုတော့သူကကျတော့ခုနပြောလို့ပေါ့ပေါ့ treatment လုပ်မယ်ဖြစ်တော့ပုံမှန်တိုင်းပဲလုပ်ငန်းဆောင်တိုင်းလည်းပြန်လုပ်လို့ရတယ်အဆင်ပြေပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့ဒီအမျိုးသားမျိုးသမီးတွေကျွန်တော်တို့ခံမှန်းကြည့်ပေါ့နော်ရေဘူးအဖြစ်တော်တော်များများအသက်30ကျော်ရင်တော့သပင်လေးတွေကပါပြီးကျွတ်လာကြတယ်နော်ဟုတ်ကိုစီကပြောမှဟုတ်တယ်ဟိုကညီမတကယ်ချင်းနေဆိုလို့ရှိရင်လည်းပေါ့နော်ညီမအပေါင်းပေါ့ကလေးမွေးပြီးတော့စပင်းလေးတိတိတတ်ကျွတ်လာကြတယ်ပေါ့နော်အဲ့ဒါလည်းဘာကြောင့်အဲ့လိုဖြစ်တာလဲဆရာတစ်ချက်လောက်ရှင်းပြပေးပါအောင်ရှင်ဟုတ်ခုနပြောလို့တော့ကျွန်တော်တို့အမျိုးသားနဲ့လူသမီးဆိုအမျိုးသားပို့ပြီးတော့များတယ်ဆိုတော့ပေါ့နော်ဒီအမျိုးသမီးမှာလည်းဒီအမျိုးသားတွေလိုပဲဒီစပင်ကျွတ်နိုင်တဲ့ risk ကတော့ရှိများပါတော့အထူးသဖြင့်တို့စီမှာဆိုကလေးမွေးပြီးတဲ့နောက်ပိုင်းပေါ့နော်ဒီဟော်မုန်းပြောင်းလဲကြအောင်တို့တွေကစပင်ပို့ပြီးတော့ပါလာကြတယ်ဒါကတော့ကလေးမွေးတဲ့အမျိုးသမီးတော်တော်များများတော့ခံစားရမယ်ထင်တယ်အဲ့ဒီပြင်ကိုကျွန်တော်တို့ဒီအမျိုးသမီးမှာနောက်ဟော်မုန်းပြောင်းလဲကြအောင်တို့တွေးဆုံးခံပြီးပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်စပင်ပို့ပြီးကျွတ်တာမျိုးလည်းရှိတယ်ပြီးတော့သူတို့တွေမှာမဟုတ်ပဲねပုံမှန်တချို့အသက်30တောင်ပိုင်းမျိုးသမီးတွေမှာဆိုလို့ရှိရင်သူတို့တွေကပုံမှန်ခေါင်းလျှော်တာတွေနောက်ဆေးဆိုးတာတွေကောက်တာဖြောက်တာဒီလိုမျိုးစပင် treatment တွေတော်တော်များများကျတော့မျိုးသားထက်ပိုပြီးလုပ်ဖြစ်တယ်ဆိုတော့စပင်ကိုကျတော့ chemical နဲ့အများကြီးထိတွေ့နေလို့မျိုးဖြစ်တယ်ပေါ့နော်သူတို့တွေကတချို့ပုံမှန်စံသားကျန်းမာတွေထက်ရှင်မယ်ဆိုလို့ရှိရင်တော့ပျက်စီးနိုင်ခြေပိုများတယ်အဲ့တော့သူတို့ဒီမှာဆိုလို့ရှိရင်စပင်ပိုကျွတ်တာပေါ့ပိုကျွတ်နိုင်တာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ Dhamma Pro aesthetic မှာစပင်ကျန်းမာရေးနဲ့ပတ်သက်ပြီးလာလုပ်ချင်တဲ့ customer များအတွက်လိပ်စာလေးရတော့ branch 1ကတော့အမှတ်418ရွှေဘုံဒါနနဲ့ဗဘဲတန်းမြို့နယ်မှာရှိပါတယ် branch 2ကတော့အမှတ်334B wireless 2လမ်းမရန်ကုန်မြို့နယ်မှာတည်ရှိပါတယ်ခင်ဗျာ